ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့အိမ်မှာပဲအလွယ်တကူကြော်စားလို့ရတဲ့အာလူမာလာလေးကိုကြော်စားကြရအောင်ရေစေးတန့်စင်ထားတော့အာလူလေးတွေကိုအတုံးလေးတွေတုံးပါမယ်တုံးပြီးသွားအာလူလေးတွေကိုပွက်ပွက်ဆူနေတဲ့ရေနွေးတဲ့သို့ထည့်၍ဖြောပါမယ်10မိနစ်လောက်ရေနွေးဖြောထားတော့အာလူလေးတွေကိုဆယ်ပြီးရေအေးအေးနဲ့စိမ့်ပါမယ်အာလူလေးအေးသွားတဲ့အထိရေအေးအေးနဲ့2ရေလောက်စိမ့်ပေးပါအာလူလေးအေးသွားရင်တော့ဇကာထဲမှာရေလေးစစ်ထားပေးပါရေစစ်ပြီးသွားတော့အာလူလေးတွေကိုကြက်သားမုန့်ငရုတ်ကောင်းနဲ့အရသာလေးနေထားပါမယ်အရသာလေးနဲ့ပြီးသွားရင်တော့စကြော်လို့ရပါပြီတဲထဲကိုစီလေးထည့်ပေးပါမယ်စီလေးပူလာရင်တော့အာလူလေးတွေထည့်ပြီးကြော်ပါမယ်အာလူကိုအပြင်ကြောလေးတွေတင်းလာတဲ့အထိကြော်ပေးပါအပြင်ကြောလေးတွေလည်းတင်းရွှေဝါရောင်လေးလည်းတန်းပြီးဇွန်းလေးလှုပ်လိုက်ရင်ဂလောက်ညီနေတဲ့အနေထားလေးကြော်ပါမယ်ရွှေဝါရောင်လေးတန်းပြီးတော်တော်လေးကျွတ်တဲ့အနေထားရောက်ရင်တော့ဆယ်ပြီးစီစစ်ထားပါမယ်ကဲအခုဆိုရင်တော့အပြင်ပိုင်းလေးကကျွတ်ပြီးအတွင်းသားလေးကအေးမွေ့မွေ့လေးနဲ့အာလူကြော်လေးရပါပြီအစမကြိုက်တဲ့သူတွေအတွက်ချီလီဆော်လေးနဲ့ပဲစားစားမာလာအမုံလေးပဲဖြူပြီးစားစားအရန်အောင်မစားကောင်းတဲ့အပြင်သားလေးကျွတ်ပြီးအတွင်းသားအေးမွေ့မွေ့လေးနဲ့မာလာအာလူကြော်လေးရပါပြီ